မမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမဆရာပြောနေပြပြပေးတဲ့ရေဒီယာလေးတစ်ခုကိုပြပြခြင်းလို့ပါဒီနေ့ကတော့ဘာလဲဆိုတော့ယာရုတိုးခြင်းတဲ့လူတွေအလုပ်တနေရာနဲ့တနေရာကိုယာရုတိုးပြီးတော့ပြောင်းရွှေ့ခြင်းတဲ့လူတွေပဲဖြစ်ဖြစ်ယာရုတိုးပြီးတော့တစ်စစ်ညင်ပြီးတော့တနေရာနေပြီးတော့တနေရာနေတောင်းရွှေ့တင်တာပဲဖြစ်ဖြစ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဓာတုတိုးဖို့အထူးကပေါ့နော်ဓာတုတိုးတင်တယ်ဆိုလို့ရှိရင်ကျမတို့ဆရာစီဝန်တွေကဘယ်လိုပြောပြလဲဆိုတော့အဘမသိခိုင်ရေးရေးတွေကတစ်ခုပါပဲတဲ့ဘာလဲဆိုတော့သူကဖះရဲ့လက်မောင်းတော်ဘယ်လက်မောင်းတော်ညာလက်မောင်းတော်ကိုရွှေ့ချမှာဖြစ်ပါတယ်ဖះရဲ့ဘယ်လက်မောင်းတော်ကိုရွှေလေးချက်ချပေးပါညာလက်မောင်းတော်ကိုရွှေလေးချက်ချပေးပါပြီးတဲ့အခါမှာကိုကဖြစ်စင်တဲ့ယာရုဘယ်ဌာနဘယ်ကုမ္ပဏီမှာအကြီးဆုံးယာရုတို့မဟုတ်ကိုလိုချင်တဲ့ယာရုပေါ့စိန်ပို့ဒါမှမဟုတ်ယာရုတစ်ခုခုပေါ့နော်ရရှိရကိုလိုချင်တဲ့ယာရုပေါ့နော်ကိုလိုချင်တဲ့ယာရုရရှိပါစေဆိုပြီးတော့ရွှေချနေနဲ့လဲဆူတောင်းအာယုံပြုကိုကဒီယာရုဒီနေရာဒီကုမ္ပဏီဒီဌာနမှာအကြီးကဲအဖြစ်ယာရုဘလို့ယာရုဆိုတာကိုယ့်ရဲ့အတွေးထဲမှာတွေးနေပေါ့ရွှေချနေတဲ့အချိန်မှာကိုကဒီကုမ္ပဏီမှာအကြီးကဲကိုလိုချင်တဲ့ယာရုလေးနဲ့ရနေပြီဆိုပြီးမျိုးလုံးထဲမှာလည်းအာယုံပြုတ်ပြီးဖះရဲ့လက်မောင်းတော်ကိုရွှေချနော်တစ်ဖက်ကိုဘယ်ဘက်ကို၄ချက်ညာဘက်ကို၄ချက်ရွှေ၄ချက်စီချပေါ့နော်ပြီးတဲ့ခါမှာလိုသောစုတောင်းကိုလိုချင်တဲ့ဌာနအမှာယာရုနေရာရဲပါစေရပါစေအမြန်ဆုံးစင်ပြေပါစေဆိုပြီးတော့ဆူတောင်းပေးပါเนาะအဘမသိခိုင်ရဲ့ရေးတွေကဆရာကျော်နေပြပြပေးတဲ့ရေးတွေကအစွမ်းထက်မြက်ပါတယ်အားကြောင့်ရိုးရိုးကြည်လေးနဲ့လုပ်ပေးပါယုံကြည်မှုကအထူးကပါပဲမယုံကြည်ဘဲနဲ့တော့လုံးလို့မရတော့ပါဘူးเนาะကိုယ့်ရဲ့မွေးနေ့တောင်းမှာဆိုရင်ပိုကောင်းပါတယ်မွေးနေ့တောင်းဖះတောင်းမို့မွေးနေ့မနေ့9:45မှာဖះရဲ့ဘယ်ဘက်လက်မောင်းတော်ညာဘက်လက်မောင်းတော်ကိုရွှေချပြီးတော့လိုသောစုကိုတောင်းကိုယုံကြည်ဖို့တော့အရေးကြီးတယ်ကိုတိုးချင်တဲ့ယာရုတိုးချင်တဲ့ကုမ္ပဏီမှာကိုကယာရုတိုးနေပြီအဲ့ကုမ္ပဏီမှာကိုကအလုံးလုံးနေပြီအလုပ်တရားယာရုတစ်စင်းမြင့်ပြီးတော့ပဲဖြစ်ဖြစ်ယာရုနှစ်စင်းမြင့်မှဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ယာရုတွေကတိုးပြီးတော့ကိုကအလုပ်တွေလုံးနေပြီဆိုပြီးစိတ်ကအာယုံလေးကမှန်းပြီးတော့ကိုယ့်ရဲ့ energy လေးကကောင်းမွန်တဲ့ energy လေးနဲ့ဖះကိုရီမှန်းပြီးတော့လက်မောင်းတော်ကိုရွှေချပြီးတော့လိုသောစုကိုတောင်းပြီးရင်ကိုကမြစ်တာဖို့အမျှဝေဒီဌာနမှာရှိတဲ့လူတွေအားလုံးကြမှာပါသေးချမ်းသာပါသေးဆိုပြီးဆုတောင်းလိုသောစုကိုပြည့်တယ်ယာရုလည်းအမြန်ဆုံးတိုးတက်ပါစေခုနှစ်သားသမီးအားလုံးလည်းလိုသောစုတွေပြည့်ကြပါစေလိုချင်တဲ့ယာရုဌာနတွေမြဲကြပါစေ